mobile phone တွေအတွက် phone model နဲ့ error တွေကိုစစ်ဆေးနိုင်မဲ့ code တွေကိုမျှဝေပေးလိုက်ပါတယ်ဒီဗီဒီယိုလေးထဲမှာ Oppo Android version 10နဲ့အောက်တွေအတွက် FRP joining လည်းပါဝင်မှာဖြစ်ပါတယ်Samsung ဖုန်းတွေမှာဆိုလို့ချင်းကျွန်တော်တို့ဖုန်းခေါ်တဲ့ software တွေကိုဝင်လိုက်မယ်ပြီးလို့ရှိရင် Star Share 0 Star Share ကိုနှိပ်ပြီးတော့ကျွန်တော်တို့ error တွေကိုစစ်ဆေးနိုင်မှာဖြစ်ပါတယ် Touch တို့ဘာတို့ကိုလည်းကျွန်တော်တို့စစ်ဆေးနိုင်ပါတယ် Oppo နဲ့ Realme အတွက်ကကြတော့ဖုန်းခေါ်တဲ့ software တွေကနေ Star Share Star 988 Share သို့မဟုတ် Star Share 899 Share ကိုနှိပ်ပြီးတော့လည်းကျွန်တော်တို့ error တွေကိုစစ်ဆေးနိုင်ပါတယ်Vivo phone တွေအတွက်ကြတော့ Star Share 958 Share ကိုနှိပ်ပြီးတော့ Touch တို့ Battery တို့ Camera Speaker တွေကိုလည်းကျွန်တော်တို့ကစစ်ဆေးနိုင်မှာဖြစ်ပါတယ်မီ Redmi တွေအတွက်ကကြတော့ဖုန်းခေါ်တဲ့ software တွေကနေ Star Share ရှောက်3 Star Share သို့မဟုတ် Star Share ရှောက်4 Star ကိုနှိပ်ပြီးတော့လည်းကျွန်တော်တို့ error တွေကိုစစ်ဆေးနိုင်မှာဖြစ်ပါတယ်Techno phone တွေအတွက်ကြတော့ဖုန်းခေါ်တဲ့ software တွေကနေ Star Share 939 Share ကိုနှိပ်ပြီးတော့လည်းကျွန်တော်တို့ error တွေကိုစစ်ဆေးနိုင်ပါတယ်Mizu phone တွေအတွက်ကြတော့ Star Share 3ရှောက်33 Star ကိုနှိပ်ပြီးတော့ကျွန်တော်တို့ phone model error တွေကိုကျွန်တော်တို့ကစစ်ဆေးနိုင်မှာဖြစ်ပါတယ်HTC phone တွေအတွက်ကြတော့ဖုန်းခေါ်တဲ့ software တွေကနေ Star Share 3424 Star ကိုနှိပ်ပြီးတော့ကျွန်တော်တို့ error တွေကိုစစ်ဆေးနိုင်မှာဖြစ်ပါတယ်Lenovo phone တွေအတွက်ကြတော့ဖုန်းခေါ်တဲ့ software တွေကနေ Star Share တလေးလုံး Share ကိုနှိပ်ပြီးတော့လည်းကျွန်တော်တို့ error တွေကိုစစ်ဆေးနိုင်မှာဖြစ်ပါတယ်Sony phone တွေအတွက်ကြတော့ဖုန်းခေါ်တဲ့ software တွေကနေ Star Share 03 လေးနှစ်3 Star ကိုနှိပ်ပြီးတော့လည်းကျွန်တော်တို့ error တွေကိုစစ်ဆေးနိုင်မှာဖြစ်ပါတယ်Huawei phone တွေအတွက်ကြတော့ဖုန်းခေါ်တဲ့ software တွေကနေ Star Share နှစ်ရှစ်4ရှောင်း9 Star ကိုနှိပ်ပြီးတော့လည်းကျွန်တော်တို့ error တွေကိုစစ်ဆေးနိုင်မှာဖြစ်ပါတယ်ကျွန်တော်ကဖုန်းထဲမှာလည်းရပဲOppo FRP ကြနေတဲ့ဖုန်းတွေအတွက်ကြတော့ကျွန်တော်တို့ emergency call ထဲကိုဝင်မယ် emergency call တွေကနေကျွန်တော်တို့ keypad မှာ Star Share 812 Share သို့မဟုတ် Star Share 813ကိုနှိပ်ပြီးတော့ FRP ကိုကြော်နိုင်မှာဖြစ်ပါတယ်အဆုံးလို့ကြည့်ပြီးလို့အကုန်လုံးကိုကျေးဇူးတူးချင်ပါတယ်ဘုဒ္ဓနိဗ္ဗာန်များကိုအမြင့်လေလာနိုင်ရဲ့ကျွန်တော်ရဲ့ account လေးကို follow ထားနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်